ခင်ဗျားကိုကျွန်တော်အိမ်ပါပဲနေပါလို့ပြောတော့ဒီမှာခင်ဗျားတငယ်ချင်းဆိုတဲ့ကောင်လေးလာခိုးစားနေပါလား သူတို့နှစ်ယောက်ကရှင်းစားရင်ဟုတ်တော့ရှိရင်ပို့စားနေကြ မောင်လေးသက်သက်လေးတော့ချီးပါလားမောင်ဒီကြားထဲမှာအဲကြောက်ဝယ်တဲ့နေရာတွေကရှုံးသွားတော့တယ် ဟုတ်တယ်လေပတ်စံလို့တာပဲဘာမှဖြစ်တာလဲလို့စိတ်ကိုပူသွားတာပဲ ပြုံးလို့ညစင်မမဖြေးစင်နော် နော်ကောက်ကိုဂိမ်းဆိုင်ပြီးမောင်းတယ်နော်ကောက်ကိုအရန်အမြန်မမောင်းနဲ့မောင်းကိုစိတ်ပူလို့ အဲ့ဒါဆိုလို့ရှိရင်တော့မောင်ကောင်မိုင်းရှင်းပါပြရထားရတော့ ဘာဖြစ်လို့လဲမောင်း ဘာမှစိတ်ပူနေရမောင်ကားမောင်းရတယ်ပိုးပြင်မယ်လို့ ဟာမောင်းဟန်လေလေအိမ်ပြန်ရောက်လို့ရှိရင်ဖုန်းတိတ်ချတော့ဆက်နော်ကောက်ကိုမောင်းဖုန်းစောင့်နေမှာနော် ဟုတ်ကဲ့ပါဗျစိတ်ချပါဟိုကစစ်ဖို့ကောင်းနေတယ်ဟုတ်လားဒီတဲ့ ချစ်တယ် နေပါအောင်နောက်ကျနေရလဲ ဟောမရှိပါဘူးနဲ့ငါအခုရောက်နေပြီပဲနင်းစိတ်ကောက်နေပြီငါဘဝကြီးပြိုသွားမလို့အဲ့နင်းသိ ကိုရီပြောမနေပါနဲ့ခုနပဲငါဟိုကောင်မထတော့ကြည့်ပြီးပြီနင်းမျက်နှာရပြုံးဖြီးညာပဲ ပြုံးဖြီးမနေလို့မမရတာဟာနောက်ဆိုလို့ချင်းအောက်ကြောင်ဒူတိတော်ဘောငါလေနေတာပါဒီလိုလေးကြာကြီးနေချင်တော့ဒီလိုလုံးမရပါဘူးလေကွာပြောလေအားနေကောင်များလေးချက်တာပြီးတာ ကိုရီပြောမနေပါနဲ့နေနာငါ့တကယ်ချင်းဟိုတယောက်ဖျက်လိုက်လို့လည်းရနေတာပဲဟုတ်နေငေါတက်တက်ရေးအချိန်ဆွဲနေရ ဟာလေနင်းလည်းအခုလိုတွေးနေရချင်းငါတို့အရန်ပြောစရာကောင်းတယ်နင်းကမှငါ့ကိုအခုလိုစိတ်ညစ်အောင်လုပ်နေငါဘာမှတော့ပြောရတော့မလဲဟာနင်းလည်းငါ့ကိုတကယ်ချစ်တယ်ဟာငါတို့အခုလိုတူရှိနေချင်းမှာစိတ်ညစ်စရာတွေမတွေ့ပဲပြုံးအောင်နေရအောင်ပါနော်ဟုတ်လို့ အော်ဒီနေ့ငါတကယ်ချင်းစီရောက်ပြီးလက်မရလို့ဒီနေ့ကလပ်သွားမှာအဲ့ဒါနေလိုက်ရမှာနော် ငါလိုက်ပါဘောဟာအာနေတယောက်လည်းစိတ်ကောင်းချတကယ်အခုဘယ်သွားကြလဲမလုပ်ကြပါစားကြတယ်မောင်း ဟောမရောက်ပြီ စောင့်နေရတာအရန်ကြာသွားပြီလားကောက်ကိုလည်းလေအိမ်ကလက်တဲ့အချိန်ကိုစောင့်နေရတာနဲ့ထွက်လာတာနည်းနည်းနောက်ကျသွားအောင် နောက်ဝင်မှာမကြသေးပါဘူးဟိုမောင်အဆင်ပြေတော့တကယ်လို့မအဆင်မပြေလို့ရှိရင်လည်းပြန်ပါမောင်ဘာမှအားမနာပါနဲ့ဘယ်တော့မအဆင်ပြေဘူးရေးပြည့် အမှန်တိုင်းပြောရရင်တော့လေအဖေကအပြင်ခဏပဲသွားတာဆိုတော့အချိန်တော့အရင်မရအောင်ပါလေဟိုတနေ့ရပါတယ်မောင်ကလည်းပြောစရာရှိရဆိုခင်ဗျားလည်းပြောလေ ဟောဘာမှမလုပ်ပါဘူးမဟိုအေးလေးတော့လားဒီကောင်း ရပါတယ်မောင်ရဲ့ ပါ အေးကနောက်မှတောက်ပါမယ်မောင်ရဲ့ဟိုမောင်ပြောစရာရှိရဆိုတာပြောပါမောင်ဘာဖြစ်နေလို့လဲကန်းကမောင်စိတ်ပူလာမောင်ရဲ့ပြောပါ အဲ့လိုမောင်ပြောမယ်နော်ဝါမောင်လေးသက်သက်လေးတော့ချီးသွားတယ်မောင်ဒီကြားထဲမှာအဲကြောက်ဝယ်တဲ့နေရာတွေကရှုံးသွားတော့သက်သက်လေးနဲ့တော့ပြောတယ် ဟုတ်တယ်လေပတ်စံလို့တာပဲဘာမှဖြစ်တာလဲလို့စိတ်ကိုပူသွားတာပဲပြောပါအောင်မောင်ကဘယ်လောက်တောင်လို့လဲ မများပါဘူးမိုင်10သိန်းလောက် 10သိန်းမဲ့မောင်ရဲ့ကန်းကောင်စမအခုတောင်ပါတယ်မောင်စီထားလိုက်နော် ဟုတ်ဟင်း ဒါများလဲလို့ခဲရသွားတာပဲ အဲ့ဆိုလို့ရှိရင်မောင်ဒီကြားထဲမှာအလုပ်ရောက်ဖို့ရှိရဲအဲ့အလုပ်ရောက်လို့ရှိရင်တရက်နေ့ရက်လောက်ပါပဲအဲ့ကြလို့ရှိရင်မောင်ပြန်လို့နော် နော် ဟုတ် မောင်နဲ့ကန်းကိုချမ်းမှာအဲ့လိုစကားကြီးပြောနေပုံမှာမလို့တာအတိကမောင်ဆုံးပြေသွားရင်ကန်းကောင်ကျင်းလိုက် ဟုတ်ကဲ့ပါမ အဲ့ဆိုလို့ရှိရင်ကန်းကိုသွားတော့မယ်နော်မောင်ညချောင်းရင်ဖုန်းဆက်မယ်နော် ဟိုဟာညကြလို့ရှိရင်မောင်အလုပ်ရှိနေလို့လေ
မောင်းမယ်မောင်းဆက်လိုက်မယ်မမကတော့ဆက်မှာလို့နော် 好，下来嘞，按照忙路比较嘛呗，跟我就放下来，我忙放上面呢。အခုတော့လေအဖေပြန်လာတော့မှဆိုတော့ ဟုတ်ပါ ဟော ဟုတ်ပြီနော်မဟုတ်ကွာကောင်းဖြည်းဖြည်းမောင်းတာနော် ဒီမှာစစ်တယ်နော်မ ဖြစ်တယ်တလား ဟောနော်မတော့စတာ ကဲဒီမှာရောဗျာရတယ်ဆက်ပြီးတော့ဘေးကန်ပေါ့ဘေးကန်ပေါ့သူကြီးကဘာဖြစ်နေတာတော်တော့လေကိုယ်စံလေးရတယ်တော့ကျုံးတော့ ဟုတ်လား ဘယ်တော့မှမကောင်းတာပဲမောင်ရဲ့မောင်ညွှန်းတာလည်းမပြောနဲ့ဒီဟိုင်လာအစားတောက်တွေဟောတော့တစ်ခုချင်းစီကိုစားလို့ကောင်းတာကန်းကတော့လေဒီတိုင်လေးကိုပဲလာထိုင်တော့မယ် ဟုတ်ပြီဗျာဒါဆိုလို့ရှိရင်မောင်နောက်ဆိုအဲ့ဒါတော့လာပို့ဘာဘာတနည်းကြီးကြတယ်ပဲကျက်တယ်ရော သူကအရေးပြောနေတာကိုမောင်ရဲ့ လက်မပြေဖို့ဘူး ရပါတယ်မောင်ရဲ့ဘယ်လောက်ဆိုရပါပြီ မရပါဘူးဘမဟိုဘယ်ဆုံးတင်းမှာဘုံလာမှမကြိုက်ဘူး မောင် ရဟာ ကန်းကိုအရင်ချစ်တာပဲလား စစ်တယ်ပေါ့ဗျာဟာလေမမောင်ချစ်တော့မယုံလား မယုံလို့မေးရမဟုတ်ပါဘူးမောင်ရဲ့ကန်းကမောင်တိတ်ချစ်တာလေမောင်ပြောင်းလဲသွားပြီးတော့ကန်းကိုမချစ်တော့မှာကန်းကိုရင်ချက်တယ်အဲဒါကြောင့်မေးကြည့်ရပါ အဲ့တော့ဘာမှမလုပ်ဘူးဟောလေဘာဟိုတယောက်တည်းဘယ်တော့မှမထားခဲ့ဘူးဟုတ်ဗျာ တကယ်ပြောရနော် တကယ်ပေါ့ဗျာ ရင်ချစ်တယ်မ အများကြီးပို့ချစ်ရပါတယ်ဆက် ရန်ကုန် နားထိုင် မတွေ့ရတော့တော့ကြာပြီနေကောင်းတယ်မလား နေကောင်းတယ်ငေါလေးဟိုတနေ့ကတော့နေကိုအိမ်မက်မက်နေသေးတာတစ်စင်တိုင်းမှာနေနဲ့ကတွေ့ရတယ်ငါရုံဝမ်းတာပဲ ဟုတ်လား ဟေး ငါခုမန်လေးဘက်ကိုတာဝန်ချလို့ပြောင်းလာတာဟာငါနေကိုဆက်သွယ်ကြည့်သေးတယ်ဘလို့မှဆက်သွယ်လို့မရဘူးဖြစ်နေတာ အတူတူပါပဲဟာငါလည်းနေနဲ့တွေ့ကြလို့နေကိုဆက်သွယ်သေးတယ်ဘလို့မှဆက်သွယ်လို့မရအခုလို့တစ်စင်တိုင်းတွေ့ရတာငါရုံဝမ်းတာတကယ်ချင်းရဲ့လားအေး ဟုတ်ပါရဲ့ အော်ငါလည်းနေနဲ့တွေ့တာနဲ့အရုံဝမ်းတာပြီးတော့မိတ်ဆက်ပြီးဖို့မေ့နေတယ်ဟုတ်တာငါရဲ့ချစ်သူနာမည်ကတက်တီးတဲ့ ဟော ဟုတ် ပြရဝမ်းတော့ ပြဝမ်းတော့ပဲ ကျွန်တော်နာမည်ဝင်ရမယ်ကျွန်တော်ရဲ့တငယ်ချင်းလေးကိုအများကြီးပို့ပြီးခင်းဆိုင်ပေးလိုက်ပါအောင်နော် ဟောနေရ ဟော ဟောအဲ့တော့စိတ်ဝင်ပါကျွန်တော်မောင်ရမ်းချစ်တော့တီတီဖွဖွလေးကစားမမောင်ကျွေးတဲ့ဆိုင်ကိုချက်တာဆိုတော့ဟုတ်ပါဒီကတည်းကလည်းဆိုတော့စိတ်ဝင်တယ် ရ ဟဲ့နင်ကြိုက်တာမှာနော်နင်ငါကျွေးမယ် မဟုတ်တာညာလေငါအနေနဲ့အခုမှတွေ့လို့ဝမ်းတာနဲ့ငါကျွေးမှာပေါ့နေရလေ အဲ့ဆိုရင်စိတ်ထားကောင်းနေငါတငယ်ချင်းလေးမိမချောချောလေးရပါစီဟဲ့ ဆင်းနေပြပါစေဗျာချက်မိုင်းမအောင်လို့တော့စားကြည့် ဟောအေးပါနင်းစား ဟုတ်ပါတယ်ဒီမှာတကယ်ချင်း ဟောရမယ်မောင်တော့ချိုးရည်နေမောင်ရဲ့နှလုံးနဲ့ဝင်ဖို့ပေါ့ အော်မလဲ မောင်ဘာပြောစရာရှိလို့လဲပြောပါရှင် ဟောဘာဖြစ်ပါဘူးအပြင်မှာနေရမ်းပူလို့လေမောင်စိတ်ပူလို့ဖုန်းလိုက်ဆက်တာ မောင်ဟဲ့ရမ်းပို့တာပဲ မပူပါဘူးဗျာမောင်ချစ်တာ oh my ဒီနေ့ဘဲမှမသွားနိုင်တော့မှာနော်အိမ်ထဲမှာပဲနေနော်ငယ်လို့စားချင်တာရှိလို့ရှိရင်မောင်ဖုန်းဆက်လိုက်ချိန်မြင့်ဆက်လိုက်မောင်လာဖို့ဟုတ်ပြီလား အမလေးဟုတ်ကဲ့ပါရှင်စကားကိုနားထောင်ပါမယ်နော်မောင်ရဲ့အမိန့်တော်မြတ်အတိုင်းပါပဲဟုတ်ပြီလားစားချင်တာရှိလို့ရှင်မောင်ဖုန်းဆက်မယ်မောင်ဘာနဲ့မောင်ကရောအခုပဲမှလည်းအိမ်မှာပဲလား အခုကမောင်အိမ်မှာပဲလေဒီနေ့ခေါင်းထဲနဲ့ကြိုက်နေရတယ်အိမ်မှာပဲနားမလားလို့ မောင်ခေါင်းခိနေတယ်ဟုတ်လား
အခုရောဘယ်လိုနေသေးလဲတက်ရောတက်တာရဲ့လားမောင်ရဲ့ဆေးလေးပါလေတောင်းအောင်လေမောင်ရဲ့တကယ်လို့လေဆေးတောင်းလို့မှမတက်တာဘူးဆိုလို့ရှိရင်ဆေးကန်းသွားမှဖြစ်မှာနော်မောင် ဟုတ်ကဲ့ပါဗျာမောင်တော့စိတ်မပူပါနဲ့မသာအိမ်မှာအေးအေးဆေးဆေးလေးနေဘဲမှရှောက်သွားတယ်နော် ပြီးရောအဲ့ဆိုရင်ဖုန်းချလိုက်တော့မယ်နော်မောင်ရင်းချက်တဲမောင်ပြုံးဆိုင်နော် ချစ်တယ်မှာအဘောနော်မှာကဲပြန်သွားခြင်းလေပြီးတော့ပြီ ငါတငယ်ချင်းမွေးနေ့ကစပြီးတော့ပျော်ရွှင်ပါစေအမြန်ဆုံးလည်းမိမရပါစေလို့ကဆုတောင်းပေးပါရဟဲ့ ပြီးပါဟာ PS ပြီးပါနော် ဒီပါ ဆက်ထည့်တာဘာမှမအောင်မာလေး မမတော့ဘူးငါအခုဝိတ်လျှော့နေတာအဲ့ဒါမှမောင်ကငါ့ကိုအများကြီးပို့ချစ်အောင်လို့ငါထောင်းလို့ ဟာဆောက်ပါရဘာငါကျွေးရနော်ပြီးမှမကျွေးဘူး ဟဲ့ငါမစားတာတကယ်ချင်းဟိုနေ့ကမြင်မလေးဒီဟာငါပြောခဲ့စီတည်းနေ့ရမွေးနေ့လေငါတို့ကျောင်းမှာနေ့ရမွေးနေ့နေမမဆရာမနေ့ကိုဖိချစ်ပြီးချိန်လုံးနေရတာ အာဆက်လိုက်တာအဲ့ဒါလည်းသူအိုက်ကောင်းနေပြန်ကျွေး မောင် ခင်ဗျာကိုကျွန်တော်အိမ်ပါပဲနေပါလို့ပြောတော့ဒီမှာခင်ဗျာတငယ်ချင်းဆိုတဲ့ကောင်လေးလာခိုးစားနေပါလား အစားရှောက်ပြောနေတယ်ဝင်ရောက်အားနာစရာကြီးမောင်ရဲ့ဒီနေ့ဝင်ရမွေးနေမလို့မောင်လိုက်ကျွေးတာပါမောင်ကလည်းဖုန်းဆက်တယ်မောင်ကဖုန်းမကန်ဘူးလေ နာကျွန်တော်စင်ကြီးလာပေးမနေနဲ့နော် စင်ချိုပေးတာမဟုတ်ဘူးလေထွန်းနေပါဦးမောင်မဖုန်းထဲမှာခေါင်းကိုက်လို့အိမ်မှာနားမယ်ဆိုမောင်ကရောဘယ်လိုဖြစ်ပြီးဒီကိုရောက်နေရတာလဲမောင်တငယ်ချင်းလို့တော့မပြောနဲ့နော်မောင်တငယ်ချင်းတွေအားလုံးတန်းကိုသိတယ်သူကဘူးတော့သူဘယ်သူလဲတော့မေးနေရလေ သူတို့နှစ်ယောက်ကရှိစားရင်ဟုတ်တော့ရှိရမယ်ပို့စားရင်ကြာ ဟင်းသင်ဘာပြောနေလဲ ဟုတ်တယ်ကမ်းအဲ့ဒါငါရင်းတာလို့ နင်နင်ပြဿနာမရှာနဲ့နော်အေးစိမ့်နေနော် 你们在给我背下来着，ဒီကိစ္စကိုနင်းနဲ့ငါဒီမှာအပြတ်ရှင်းမယ်ခုချက်နေငါနဲ့ပြန်လိုက်လာဒီကိစ္စကိုနင်းနဲ့ငါစရင်ပြတ်ရှင်းမယ်လားလာခဲ့တော့ နော်ဘယ်မှာ နော် မောင်တော့မှာတောင်းတော့နော် တော်စမ်းပါ你让我妈妈怎么搞呢？没有我先选呢，没有我真老当嘛，努力点是吃别个呀，当嘛，没有把你们弄到了，啊，差当嘛掉呢，我过呀嘛，可比跑偏的呀嘞， မောင်တောင်းပါပါရဲ့မောင်မနဲ့မခွဲနိုင်ဘူးနော်မမကြည့်နေဘူးကကျွန်တော်ကြိုက်တာလုပ်အောင်ပါနော်မစိတ်ကြိုက်လုပ်ပါကြာနော် 你们可以来呢，我嘛跑的，你我少不用晒到当嘛，你我过呀嘛，差掉呢，可比跑偏的呀，别跑不啦， ဟုတ်ပါ 你老有谁嘛家眼臭别比哦，过呀嘛跑偏的比啥些当兵的不得开比呀，我过嘛先选呢，哦，干啥说的是个喏，你老放的先来。 မ 妈，跟我年纪大没来。အဲ့ဒါမှမောင်ကငါ့ကိုအများကြီးပို့ချစ်အောင်လို့ငါထောင်းလို့ ဆောက်ပါလေ